လုံးဝေကလဲဟိုက်နေတင်ပြနေတာတွေပြောလိုက်ရင်စားရလေးနဲ့ညီမလေးတို့ကိစ္စလားလေခုတော့တတိပေးနေညီမမရင်ရိုးရမမိနဲ့မလေးတို့ရင်ကုန်မဲမလုံးတလုံးဝေကလဲဟိုက်နေတင်ပြနေတာတွေပြောလိုက်ရင်စားရလေးနဲ့ညီမလေးတို့ကိစ္စလားလေခုတော့တတိပေးနေညီမမရင်ရိုးရမမိနဲ့မောင်နေမမှုပါဘူးဟိုပဲနဲ့တွေ့တင်တာတွေပြောလိုက်တဲ့စကားဆန်လေးကအဲ့ပဲကြီးရှိုးသည်ချစ်တဲ့ဗျာနောက်ရည်တဲ့ခကြီးဝင်စရာရင်နာတဲ့ညီမလေးတို့ရာခေတ်ကြီးစနစ်တွေပြောင်းလဲသွားလေရှိဦးစကားတော့ကျွန်တော်ကြားဘူးလားစီတုံးကိုမချင်နဲ့စီတုံးကိုပဲရင်ခဲ့မယ်မာဖြစ်မှာမလေးတို့ရင်ကုန်မဲမလုံးတလုံးဝေကလဲဟိုက်နေတင်ပြနေတာတွေပြောလိုက်ရင်စားရလေးနဲ့ညီမလေးတို့ကိစ္စလားလေခုတော့တတိပေးနေညီမမရင်ရိုးရမမိနဲ့မောင်နေမမှုပါဘူးဟိုပဲနဲ့တွေ့တင်တာတွေပြောလိုက်တဲ့စကားဆန်လေးကအဲ့ပဲကြီးရှိုးသည်ချစ်တဲ့ဗျာနောက်ရည်တဲ့ခကြီးဝင်စရာရင်နာတဲ့ညီမလေးတို့ရာခေတ်ကြီးစနစ်တွေပြောင်းလဲသွားလေရှိဦးစကားတော့ကျွန်တော်ကြားဘူးလားစီတုံးကိုမချင်နဲ့စီတုံးကိုပဲရင်ခဲ့